Mr. Mr. Supranational Myanmar 2026ရဲ့ခရီးစဉ်အသစ်တစ်ခုကိုနိုဝင်ဘာလ3ရက်နေ့ကတရားဝင်စတင်မိတ်ဆက်လိုက်ပါပြီ။ Orientation Day မှာဆိုရင်ရွေးချယ်ထားတဲ့ Mr. နဲ့ Miss တွေကိုကြိုဆိုခြင်းအခမ်းအနားနဲ့တူပြိုင်ပွဲနဲ့ပတ်သက်ပြီး Rules and Regulation နဲ့ Program တွေကိုရှင်းပြခဲ့ပါတယ်။ ဒီကတော့ဆန်နမူနာအနေနဲ့ရောဒီပွဲကဘယ်လောက်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ခုဖြစ်တယ်ဆိုတာရောဘယ်ဘလောက်ကြီးမြင့်တော်လဲဆိုတဲ့ခါရောအကောင်းဆုံးပုံပေါ်သွားမယ်လို့ဒီလိုဆိုတော့ကိုယ်ကိုယ်တမန်ချထားတယ်။ပြင်ဆင်ရမယ့်အပိုင်းတွေမှာလည်းခုလေးကချိန်ရတော့ကြိုပြီးတော့ပြင်ဆင်စီနေတယ်ပေါ့နော်။ပြည်စုံတဲ့အလှတရားယုံကြည်မှုနဲ့အတူအတိတ်ပဲရှိလာတဲ့ရည်ရွယ်ချက်များစွာနဲ့စီစဉ်ကျင်းပတဲ့ Miss and Mr. Supranational Myanmar 2026မြန်မာနိုင်ငံကနေနိုင်ငံတကာအဆင့်ထိကိုစားပြုနိုင်ဖို့ Miss and Mr. Supranational Myanmar 2026ရဲ့ဖြတ်သန်းမဲ့ခရီးစဉ်တစ်လျှောက်ကိုကျွန်တော်တို့တူအားပေးရင် Supranational Myanmar 2026ရဲ့နောက်လာမယ့်အစီအစဉ်သစ်တွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြရအောင်လားခင်ဗျာ။